တိတ်တိတ်လို့တိတ်တိတ်တက်ဒါဟာဘဝအတွက်အလုံးကြုံဆုံးလမ်းပါပဲလောကမှာလူတိုင်းကိုဖွင့်မပြစ်တင်ပဲကိုယ့်ရင်ထဲမှာပဲလျှို့ဝှက်ထားရမယ့်အရာ၅ခုရှိပါတယ်အဲ့ဒီအရာတွေကိုလူတိုင်းကိုလှောက်ပြောပြမိရင်ကိုယ့်အတွက်ဘေးဒုက္ခတွေတည်ဆောင်လာတတ်လို့ပါပဲတစ်ကိုယ့်ရဲ့ဝမ်းနည်းစရာတွေနဲ့ပြဿနာများကိုယ့်ဘဝမှာအခက်အခဲတွေဝမ်းနည်းစရာတွေကြုံလာရတဲ့အခါတယောက်ယောက်ကိုရင်ဖွင့်လိုက်ရင်ခဏတော့စိတ်သက်သာရာရသွားနိုင်ပါတယ်ဒါပေမဲ့လူတွေကတင့်ပြဿနာတွေကိုတိသွားတဲ့အခါကူညီဖို့ထက်တင့်ကိုအားနည်းသူပျော့ညံ့သူလို့မြင်လာတတ်ကြပါတယ်ပိုဆိုးတာကတော့တင့်အပေါ်မနာလိုသူတွေနဲ့တင့်ရဲ့ပြိုင်ဘက်တွေကအဲ့ဒီအခက်အခဲတွေကိုတင့်ရဲ့အားနည်းချက်အဖြစ်အသုံးချပြီးတင့်ကိုပြန်လေထိုးနေကြလိမ့်မယ်နှစ်အတိတ်ကအမှားတွေနဲ့အနာဂတ်အစီအစီများအတိတ်ကအမှားဆိုတာဘလို့မှပြန်ပြင်လို့မရတော့တဲ့အရာပါအဲ့ဒီအမှားတွေကိုလူတိုင်းတိသွားရင်သူတို့ကဒါကိုပဲထက်ခါပြောပြီးတင့်ကိုလှောင်ပြောင်ကြလိမ့်မယ်တင့်အပေါ်ထားတဲ့ယုံကြည်မှုတွေလည်းညော့နေသွားပါလိမ့်မယ်အလားတူပါပဲတင့်ရဲ့အနာဂတ်အစီအစဉ်တွေကိုလည်းပါဇက်ကနေလွယ်ကူမပြောပါနဲ့ရှေ့မှာတော့တော်လိုက်တာလူချီးကျူးကြပြီမယ်နောက်ွယ်မှာတော့မနာလိုစိတ်တွေနဲ့တင်အောင်မြင်မလာအောင်တားဆီးဖို့ကြိုးစားကြပါလိမ့်မယ်အစီအစဉ်တွေကိုစကားနဲ့မပြောပါနဲ့အလုပ်နဲ့ပဲတတ်တည်ပြပါ၃ကိုယ့်ရဲ့အိမ်တွင်းရေးပြဿနာများရှေးလူကြီးတွေပြောမှုတဲ့စကားပုံတစ်ခုရှိပါတယ်အတွင်းကြီးကိုအပြည့်မယူနေတဲ့မိသားစုအတွင်းကပြဿနာတွေဇနီးမယားကြားကအစီမပြေမှုတွေကိုအပြင်လူတွေကိုလှောင်ပြောလိုက်ရင်နောက်ဆုံးမှအကျိုးရုပ်သွားတာကိုယ်နဲ့ကိုယ်မိသားစုပဲဖြစ်ပါတယ်မိသားစုအကြောင်းမကောင်းပြောတာဟာကိုယ့်ပေါင်ကိုလှန်ထောင်းသလိုပါပဲ၄ကိုယ့်ရဲ့အားတာချက်နဲ့အားနည်းချက်များတင်းရဲ့အားတာချက်ကိုတည်သွားရင်ပြိုင်ဘက်တွေကအဲ့ဒီအားတာချက်ကိုနီးမျိုးစုံနဲ့ပိတ်ဆို့ဖို့စ조사ကြလိမ့်မယ်တင်းရဲ့အားနည်းချက်ကိုတည်သွားရင်လည်းအဲ့ဒီအချက်ကိုပဲကင်ပြီးတင့်ကိုနှိပ်ကွကြလိမ့်မယ်ဒါကြောင့်ဖြစ်နိုင်ရင်ကိုယ့်ရဲ့အားနည်းချက်တွေကိုအရင်နှီးဆုံးဆိုတဲ့လူတွေကိုတောင်လွယ်နဲ့မပြောမိဖို့တတိထားပါငါကိုယ့်ရဲ့ဝင်ငွေနဲ့လစာတင့်မှာဝင်ငွေဘယ်လောက်ရှိလဲလစာဘယ်လောက်ရလဲဆိုတာလောကမှာလူတိုင်းသိနေဖို့မလိုပါဘူးတင်အစင်ပြေနေတာကိုသိရင်အချို့ကမနာလိုဖြစ်မယ်အချို့ကအားကိုးခြင်းမယ်အချို့ကတော့အမျက်ထုတ်ဖို့ကြံစီလာပါလိမ့်မယ်တိတ်တိတ်လို့တိတ်တိတ်တဲ့ဒါဟာဘဝအတွက်အလုံးကြုံဆုံးလမ်းပါပဲကိုယ့်ရဲ့လျှို့ဝှက်ချက်တွေကိုစောင့်ထိန်ပြီးပုံမူလုံးကြုံအောင်မြင်တဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေ